Hello ဒီနေ့ကတော့ဟော့ပေါ့လှူဆောင်မှာပဲဖြစ်ပါတယ်။အရင်ဥဆောင်ထဲမဲ့အကင်တွေကိုလှီးထားပါမယ်။မာလာခောက်ဆွဲတွေကိုလည်းရေးစိမ့်ထားပါမယ်။ပြီးရင်တော့ပဲလိမ့်နဲ့ကျွတ်နွက်ရမှုတို့ကိုလည်းရေးစိမ့်ထားပါမယ်။ဟော့ပေါ့အရေးလုပ်ဖို့အတွက်မာလာအနှစ်နဲ့တုံရန်ခဲတွေကိုလည်းသုံးထားပါတယ်။အရွက်ကိုတော့မုံကြီးရဲ့တစ်မျိုးထဲပဲသုံးထားပါတယ်။အသားကိုလည်းအတုံးလေးတုံးပြီးတော့အရသာနေထားလိုက်ပါမယ်။ခုနကရေးစိမ့်ထားတဲ့တစားပလာတွေခောက်ဆွဲကြောင်းနဲ့အရက်တို့ကိုလည်းစင်းသစ်ပြင်ထားပါမယ်။ဟော့ပေါ့အရေးအတွက်ကြက်သွန်ဖြူစီတက်ထားတဲ့အထဲကိုမာလာအနှစ်ထည့်ပြီးတော့ရေးထည့်လိုက်ပါမယ်။နူးဖို့လိုတဲ့အသားတွေကိုရေမစုခင်မှာပထမဦးဆုံးထည့်ပါမယ်။မာလာအရသာအရန်ထုံတာမကြိုက်တဲ့အတွက်တုံရန်ခဲနှစ်ခဲထည့်လိုက်ပါမယ်။ပြီးရင်တော့အကင်လေးတွေထည့်ပါမယ်။အရသာမြည်ကြည့်လို့အရသာလိုရင်စားလေးနည်းနည်းထည့်ထည့်ပါမယ်။ခုနကအစင်သစ်လောက်ထားတဲ့တစားပလာလေးတွေအကုန်လုံးကိုထည့်ပါမယ်။နောက်ဆုံးမှာခောက်ဆွဲကြောင်းနဲ့အရွက်တွေကိုထည့်ပါမယ်။အခုမှတော့အရန်ကိုစားလို့ကောင်းတဲ့ပူပူနွေ့နွေ့ဟော့ပေါ့လေးရရှိသွားပါပြီ။မိသားစုလိုက်အဝါကျိတ်လို့ရမှာပဲဖြစ်ပါရဲ့ရှင်။ကျမအမရဲ့လက်ရအရန်ကောင်းတော့ပါရှင်။ကျမကတော့ကျမအမကိုအတန်လာသွင်းပေးတာပဲဖြစ်ပါရဲ့ရှင်။ဗီဒီယိုအဆုံးထိကြည့်ရလို့ကျေးဇူးပါရှင်။